။
公道期望不了的明年要我特别继续跟他的。接下来，我们有请银华姊妹用爱的真谛来祝福新郎新娘。你看你妈，你不要妈，你打会清楚的现在表现的我说了期望嘛不打的。是包容的思想。
姊妹的诗歌。 ဘုရားရှင်ဘုံတော်ကိုရှင်မဘုရားရဲ့နာမည်နဲ့ဟောဖို့သူပဲကြည့်စုတင်ပါလေ 接下来我们就请恩兄姊妹用爱是永不止息，再一次对新郎新娘送上祝福。 ဆက်လက်ပြီးတော့မှမေတ္တာဒီသာရတိဤဆိုတဲ့တရားဖြင့်ကိုယ်တော်ရှင်မဘုရားရဲ့ဘုလူငယ်ကိုဖိတ်ခေါ်ပါလေ 从心动的
ချမ်းသာဆိုတဲ့ခြင်းအပြင်ဘုရားရှင်ကိုယ်တော်ကိုချီးမွမ်းဖို့အတွက်ဒါနဲ့ဒီဘုံတော်ကိုဖိတ်ခေါ်ပါလေ 接下来，我们请世杰弟兄用握住幸福送给新郎新娘。
ဆက်လက်ပြီးတော့မှဒုက္ခချမ်းသာကိုစုပ်ကိုင်ထားခြင်းဆိုတဲ့ဓမ္မချင်းအပြင်ဘုရားရှင်ကိုယ်တော်ချီးမွမ်းဖို့ရန်အတွက်စိတ်ကြည်ကြီးကိုဖိတ်ခေါ်ပါတယ် 也形容不出我的满足，星星认出的雪公主。每次看到你，就想到上帝的眷顾，人的无限在它里头全是丰富。梦想我们爱你到老，连话都说不清楚，还能唱着诗歌，弹琴赞美主。握着你的手，我握住了幸福。我看着你的笑容，带着温暖温度。说过不来别，一起度过山低谷。我们答应过要一起服侍主。握着你的手，我握住了幸福。相爱的誓言，一辈子要守得住。我们约定好，要紧紧地随耶稣，牵手走完人生的每一步。每次看到你，就想到上帝的眷顾，人的无限在它里头全是丰富。梦想我们爱你到老，连话都说不清楚，还能唱着诗歌，弹琴赞美主。握着你的手，我握住了幸福。我看见你的笑容，带着温度。说过不来别，一起度过到山低谷。我们答应过要一起服侍主。握着你的手，我握住了幸福。
到山的谷，我们答应过要一起服侍主。握着你的手，我握住了幸福。相爱的誓言，一辈子要守得住。我们约定好，要紧紧跟随耶稣，牵手走完人生的每一步，牵手走完人生的每一步。谢谢。我们谢谢世界的酒献上美妙的诗歌。 ဘုရားရှင်ဘုရားကိုချီးမွမ်းပေးရတဲ့ဒီလို世界ကိုထိုးရဲကျေးဇူးတင်ပါတယ် 求婚是男方向女方表达结婚立业、承诺终身，并征求对方同意的浪漫仪式。 လက်ထပ်ပဲတောင်းဆိုခြင်းဟာဆိုလို့ရှိရင်ယောက်ျားလေးကနေပြီးတော့မှမိန်းလေးပုံမှာသက်ဆုံးပြီးကြအောင်ပေါင်းဖော်တယ်ဆိုတဲ့တတိတစ္ဆာပြုခြင်းဖြစ်ပါလေ။ဒါကြောင့်မလို့ဒီလိုတောင်းဆိုခြင်းဟာဆိုလို့ရှိရင်လမ်းကစိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ romantic ဆန်တဲ့အရာလေးဖြစ်ပါလေ။ 现在邀请大家观赏新郎向新娘求婚视频。 ဆက်လက်ပြီးတော့မှယောက်ျားလေးကနေပြီးတော့မှဒီကလေးကိုလက်ထပ်ခွင့်တောင်းဆိုတဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်တို့ကရှုစားကြပါစို့ 我
爱你一辈子。我不但想天天照顾你，而是想永远的照顾你。我不但想跟你一起解决未来的问题，而是想跟你一起面对世界。小公主，我爱你，我超级的爱你。你愿意嫁给我吗？诸位嘉宾、亲友、各位教牧同工及弟兄姊妹，ကြောက်ရောက်လာတော့တုံဒီရှိလူကြီးကြီးများမဖက်တော့မိဘဆွေမျိုးများအတင်းတော်ပြီးပြီးမှအခုတော်ဆောင်များနဲ့ညီတော်မများ 今天是廖等华执事、彭彩和执事贤伉俪之幼女廖明秀小姐与李世美老姊妹之孙、仰光赵其中弟兄、廖秋兰老姊妹之外孙、李赵娟娟之长子、李希红军移归喜宴。 ဒီနေ့အဆိုလို့ရှိရင်ဦးအိုက်အောင်ဘောပုံစံတော်တို့ရဲ့ဦးပြောပြီးမအီမောဆန်နဲ့နှစ်ဖက်တော်ဖိုးဖွားများဖြစ်ကြတဲ့ဒေါက်တာရှင်ဦးကျော်လေးနဲ့ဒေါ်ချိုမင်းဘာဒီဖြစ်တဲ့ဦးတန်းမြင့်တို့ရဲ့သူတို့ရဲ့အာကြီးဖြစ်တဲ့မောင်ထက်ရှန်တို့ရဲ့ဒရိုမီအန်ဒီချင်းနဲ့လက်ထပ်ပြီးအစီအစဉ်ဖြစ်ပါတယ် 在这秋雨中的优雅交接，冬意初萌芽的时刻， ဒီကဲတော့ဒီနာမှာကောင်းမွန်တဲ့ရာဒီဥတုအခြေခံများမှာ 首先祝各位身体健康，身心愉快。 ဥစွာဒီနေရာမှာကြောက်ရွံ့လာတဲ့အရောက်ချင်းစီတိုင်းကိုယ်စိတ်နှပြကျမ်းမာချမ်းသာပါစေလို့ဥစွာဆုမကောင်းတောင်းပေးပါတယ် 现在恭请双方家长协同一对新人步入礼堂， ခုချိန်ကမှာဆိုလို့ရှိရင်တစ်ဖက်တော်ပြပများခြံရန်တဲ့မင်္ဂလာသူတို့သားနဲ့မင်္ဂလာသူတို့ပြီးမင်္ဂလာစင်မြင့်တော်တို့ကြောက်ရဖို့ရအတွက်ဖိတ်ခေါ်ပါတယ် 请大家一同起立。 ဆက်မိဘများအဲ့ဒီတော့များအားလုံးမတည့်ရပြီးတော့မှကျွန်တော်ကြိုးဆိုကြရအောင် 以掌声热烈欢迎！ လက်တော်ဘာဖေးချင်းအားဖြင့်ကျွန်တော်ကြိုးဆိုကြရအောင် 请
ကြီးပေါ်ရဲ့ကောင်းကြီးမင်္ဂလာအဖြစ်ပြောလို့ဆိုလို့ရှိရင် 都赐给你们和你们的家庭。 ဒီလိုပေါ်မှာတော့အဖေတော်ဒါစီပြောင်းပေါ်မှာတော့ကြားရောက်ပါစေဆုမွန်ပါပါလေ 你们本就是天生一对，地造一双， ဒီလိုဟာဒါလိုက်ဖက်တဲ့ဆိုပဲဖြစ်ပါလေ 而今共结连理， ဘုရားဆိုလို့ရှိရင်ဘုရားဆုံးဖြတ်ခွင့်ရရှိခဲ့ပါပြီ 今后更需彼此宽容， ဒီမှာစတဲ့ကြောင့်မှာဘုရားတို့ပြန်လာနားလည်ပြုလို့ရှိတဲ့ဘုရားတယောက်ကိုတယောက်ကုစုပြုပါဖို့ဖြစ်ပါလေ 祝福你们。 ဒီလိုပေါ်ပါကြည့်ပါလေ 愿你俩恩恩爱爱，一赌情深。 ဒီမေတ္တာဟာသက်ဆုံးကြည့်ရအောင်ရှိပါစေ 此生爱情永恒，爱心与日俱增。 မေတ္တာဟာတစ်နေ့တစ်နေ့ပို့ပို့ပြီးတော့မှတိုးပွားပါစေ 感谢神， ဘုရားရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါလေ 廖等华执事与彭彩和执事之幼女廖明秀小姐，已经在早上8时由祖母李世美老姊妹、外祖父赵其中老弟兄、外祖母廖秋兰老姊妹、吕赵尖尖家母率领新郎李希红弟兄到廖府迎亲，并在廖府举行了余归礼拜，圆满完成。 ဒီမှာရှိတဲ့အချိန်ဖြစ်ပါလေဒီနေ့ဆိုလို့ရှိရင်ဘူဝါအောင်တော်ပုံစံမော်ရဲ့ဦးဒီရောဒီဖြစ်တဲ့မတိမိုဆန်နဲ့မဖက်တော်ဘုရားများဖြစ်ကြတဲ့တော်တန်းရှင်ဦးကျော်အေးနဲ့တော်ချုံပြင်းတို့ရဲ့ညီဦးတန်းနဲ့တော်အေးချိုတို့ရဲ့တာကြီးဖြစ်တဲ့မောင်ဖက်ဆန်တို့ရဲ့ဒီတို့သမီးအလင်းချင်းစုတောင်းပြုပုဂ္ဂိုလ်ချင်းကိုဒီနေ့နည်းနည်းရှင်းနိုင်ပါဒီဘလူးကြီးရဲ့အိမ်မှာကောင်းမွန်စွာနဲ့ကျင်းပပြုလုပ်နိုင်ခဲ့ပြီဖြစ်ပါတယ် 即将在2025年11月15日在国语教会举行结婚典礼，求神赐福。 ။ဒါမဲ့2025ခုနှစ်နိုဝင်ဘာလ17ရက်နေ့နိုဝင်ဘာလ15ရက်နေ့စနေနေ့မှာရောင်ကုန်ဖြစ်တော်ကိုယူပရိသတ်အတင်းတော်မှာလက်ထပ်ထိန်းများခြင်းပြုလုပ်မှာဖြစ်တဲ့အတွက်ဘုရားရှင်ကောင်းချီးပေးပါစေ 现在恭请李有福牧师为余归喜宴谢恩，请彭登华牧师翻译。 ။ခုချိန်မှာပြင်ဆင်ထားတဲ့အစားအသောက်များကိုကျေးဇူးတော်ချီးမွမ်းဖို့ရန်အတွက်တိတ်ခါတော်ရဆရာဒေါက်တာဦးလာအောင်နဲ့တိတ်ခါတော်ရဆရာမဒေါက်တာဒေါက်တာလေးများနေတော့မှာအစားအသောက်တဲ့ကျေးဇူးတော်ကိုချီးမွမ်းမှာဖြစ်ပါလေ။
我们一同祷告。是当家的时候，天父上帝，今天是廖明秀姐妹与李希红弟兄他们移归的感恩宴会的招待的美好的时刻。你的罗先他，他们那时候老看的，平时别人的讲，他们买的也没三年的过，大理毛车先中意，因为的都米安年不会死死，从我说那边那么高，啊，可给路哎看不会死死嘛，两天平时别人的讲，经常面对起了马的。天父上帝让李府与廖府有机会联婚，这一切都是从神而来的赐福。天父上帝，婚姻是由你所设立，因此求主赐福这一对的新人。你的儿媳妇，那他听见这名哪里？他外面说了票给别人被你按了说，一个你拉得多的里面，你拉得多他不票给十来月刚进都要不吧？恳求也赐福他们两个家庭都有身心灵的平安和喜乐。土地的家里面那拍照水牛米花面来的，刚进看啥不然这票给十来月马上要不吧？求主也赐福今天到场的所有的嘉宾们，让我们都在主的爱里面充满平安。因为要是那罗公里是爱的罗包的公那边，古罗便宜刚进的啦，票都50多路，加要80哟。将要在阳光国礼堂那边15日的婚礼也恭敬交托给主。那边3年里面金巴面，明啦看到那吃贵不嘞？古罗便宜的照顾安那嘛的。桌面上的饮食求主洁净，让我们吃喝以后，对我们每一位都有健康的身体。外国人假如30年后3东比来看嘛，这么情况啊，太脆弱了吧？求主赐福和带领。他们的所有片给，明啦帮你比上嘞，他们的所有片给，明啦手机手片片的，古老片一单的米包，一阿龙多公里是1多年，阿龙过来第4里巴是哟。感恩领受奉耶稣基督的名求。呀，这个艺术片那么多阿天当小嘞，山东家吧嘞，阿比呀，阿门。阿门。
ဆောင်ရွက်လာတော့ဒုတိယရှိလူကြီးများဒီမောင်မများ 今天我们欢聚一堂，见证了上帝美好的作为。 ကျွန်တော်ဒီနေရာမှာဒီကဆုဝေးခြင်းအဆိုလို့ရှိရင်ဘုရားခင်ရဲ့ကောင်းမြတ်ခြင်းကိုတို့လာရောက်ပြီးတော့မှတက်တည်ခံခြင်းဖြစ်ပါလေ 请大家一同起立， ကျွန်တော်ဒီကတတရားရဲ့ 举起杯， ကျွန်တော်ဖက်ကိုကြိုက်တော့ပြီးတော့မှ 让我们一同为新郎新娘祝福。 မင်္ဂလာတို့သားနဲ့မင်္ဂလာတို့သမီးကိုကျွန်တော်ဒီကကောင်းကြီးဟောမှာပေးကြပါစို့ 我们举杯祝贺。 ကျွန်တော်ကောင်းကြီးပေးကြရအောင် 请坐。 အားလုံးပဲထိုင်နေပါပြီ 现在宴会开始，请嘉宾们享用。 ဒီချိန်မှာမင်္ဂလာအခမ်းအနားအစီအစဉ်စတာကိုစတင်ပါပြီအားလုံးပဲသုံးဆောင်လို့ရပါပြီ 并祝大家身心愉快。 ရောက်ချင်းစီတိုင်းကိုလည်းကိုယ်စိတ်နှပြကျမ်းမာရှင်လန်းပါစေလို့ဆုမကောင်းခံတော်ပြီးတော့မှတောင်းပေးပါလေ 同时也祝福新郎新娘相亲相爱，互相尊重，敬畏上帝。 ဘုရားရှင်ဆိုပဲမင်္ဂလာတို့သားနဲ့မင်္ဂလာတို့ဒီချင်းချင်းဟာပြန်လာဟာဥပေါ်လူနားလေကြမှာသက်ဆုံးပြီးတိုင်အောင်မြတ်တာဖြင့်ပေါင်းဖော်နိုင်ပါစေလို့ဆုမကောင်းတောင်းပေးပါလေ 现在请女方家长父亲廖本华执事致谢，请陈管仪牧师翻译。 ဒီချိန်မှာဘုရားရှင်ကရဲ့ဒီအကိဖြစ်တဲ့ဘုရားတော်ဘုရားတော်ဒီပေါ်မှာကျေးဇူးတင်စကားပြောကြမယ့်အချိန်ဖြစ်ပါလေ 尊敬的各位牧者、来宾、各位亲友、女士们、先生们，大家中午好。 ကြွားရလာတဲ့ဘုရားရှိလူကြီးလေးများမဖက်တော်မိဘမိဘမောင်မများအတင်းတော်ဒီကြီးမမိဘမောင်မများတပါးမှုတော်ဆောင်များအားလုံးပဲမင်္ဂလာပါ 今天是我女儿的移归喜日，愿蒙大家在百忙中抽出宝贵时间来参加移归喜宴。 ဒီနေ့အဆိုလို့ရှိရင်ကျွန်တော်ရဲ့သမီးဖြစ်တဲ့မာအီမုန်ဆိုင်ရဲ့ဘလို့သမီးအားလေးချင်းမင်္ဂလာအခမ်းအနားအစီအစဉ်ဖြစ်ပါလေဒီနေ့အချိန်ပေးပြီးတော့မှလာရောက်ပြီးတော့မှကြွားရလာတဲ့အထူးပင်ဝမ်းမြောက်ပုံရဲ့ကျေးဇူးတင်ပါလေ 使得今天的喜庆显得格外更加美满欢乐。 ဒီကြီးလေးတို့ရဲ့အချိန်ပေးပြီးတော့မှကြွားရလာခြင်းကြောင့်ဒီနေ့ရဲ့မင်္ဂလာအခမ်းပွဲဟာပုံမပြီးတော့မှအတိတ်ပဲပြည့်စုံလာပါပဲ 同时要感谢免信学院院长李友夫牧师博士证道，让今天早上的移归礼拜圆满完成。 အလားတူပဲဒီနေ့မနေ့ရဲ့ဒိုရမီအမြင့်ချင်းဆုတောင်းကျေးဇူးချီးမွမ်းခြင်းမှာလူ့ဘဝတော်အားဖြင့်ဝင်လာပြီးတော့လေမြန်မာနိုင်ငံခရစ်ယာန်ဓမ္မဆရာတိချင်းကိုလေးရဲ့ကျောင်းဆရာကြီးဖြစ်တဲ့တိခါတော်ရဆရာဒေါက်တာဦးလာအောင်ကိုအထူးပဲကျေးဇူးတင်ပါတယ် 还要感谢阳光到来的教务主任彭东南牧师博士，在数月前为移归礼拜程序费尽辛劳、精心安排，得以顺利进行。 ဘုရားသူဆိုပဲဒီနေ့သမီးရဲ့ဒီတို့သမီးအနည်းချင်းအစီအစဉ်တစ်ခုလုံးကိုလုပ်ခဲ့တဲ့လာပေါင်းများစွာလေးကကိုစီစဉ်နိုင်ဖို့အတွက်အသေးစိတ်လူလူချင်းရှိအောင်တောင်းစစ်အောင်စီစဉ်ပေးတဲ့မြန်မာနိုင်ငံခရစ်ယာန်ဓမ္မဆရာလက်ကြီးကိုလေးရဲ့ပညာရေးမှုဖြစ်တဲ့တိခါဝါဆရာမဒေါက်တာဒေါက်ခင်လေးတို့ကိုလည်းအထူးပဲကျေးဇူးတင်ပါတယ် 谢谢两位牧师博士在喜宴的谢恩。 ဒီနေ့မင်္ဂလာအခမ်းအနားအစီအစဉ်မှာကျေးဇူးတော်ကိုချီးမွမ်းပေးပါတဲ့တိခါဝါဆရာဒေါက်တာဦးလာအောင်နဲ့တိခါဝါဆရာမဒေါက်တာဒေါက်ခင်လေးတို့ကိုအထူးပဲကျေးဇူးတင်ပါတယ် 感谢平安堂的主任牧师金道华牧师在移归礼拜中的祝福。
ရတဲ့ကျေးဇူးတော်ကိုချီးမွမ်းပါလေမန္တလေးခရစ်တော်ညီတဲ့ချင်းချင်းတော်ရဲ့ပြုဆရာဖြစ်တဲ့တက္ကသိုလ်ဆရာဦးရွှေညီနဲ့ဒီမနေ့ကျေးဇူးချီးမွမ်းမှုပြုလုပ်ခြင်းမှာကောင်းချီးပေးခြင်းအတွက်သူပဲကျေးဇူးတင်ပါတယ် 感谢为一归礼拜特别祷告的陈德川牧师。 မိသားစုကအထူးဆုတောင်းပေးပါတယ်တိတ်ခါတော်ဆရာဦးတင်လူလည်းအထူးပဲကျေးဇူးတင်ပါတယ် 如今的李美传道， နှုတ်ကပတ်တော်မှာကျမ်းစာကိုဖတ်ကြားပေးပါတဲ့ဆရာမမေကြီးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ် 感谢主持一归礼拜和喜宴廖必兴传道付出时间和劳力，在各方面的协助。 ဒီနေ့လည်းရဲ့ဝိတုပုဂ္ဂိုလ်ချင်းမှာတပါးပြည့်တဲ့တော်ကောင်းဒီနေ့ရဲ့ဒီမင်္ဂလာအခမ်းပွဲအစီအစဉ်မှာတပါးပြည့်တဲ့တော်ကောင်းအဖက်ဖက်အပြင်မှာလူတွေမရှိအောင်ပြင်ဆင်ပေးတယ်မန္တလေးခရစ်တော်ညီတဲ့ချင်းချင်းတော်မှာဆရာမတော်လေးနားကိုလည်းအထူးပဲကျေးဇူးတင်ပါတယ် 感谢在宴会中主持翻译的陈广义牧师， ဒီနေ့မင်္ဂလာအခမ်းပွဲမှာဘာသာပြန်နေနဲ့ပေါင်းဆက်ကပြီးတော့တဲ့ဧကဝဆရာဦးထွန်းကိုလည်းအထူးပဲကျေးဇူးတင်ပါတယ် 感谢带领乐团的苏海天传道和平安堂团队参与献诗的每一位弟兄姐妹。 ဒီနေ့ရဲ့ဒီဝိုင်းမှာဥဆောင်ပေးတော့တဲ့ဆရာဦးကြီးမင်းမောင်နဲ့ဘာအတူကပါဝင်ပိခတ်ပေးကြတဲ့ဒီလိုဒီမှာဒီလိုမောင်မများပါဝင်ချီးမွမ်းပေးတော့တဲ့ဒီလိုမောင်မပြုချင်းစီတဲ့ကိုအထူးပဲကျေးဇူးတင်ပါတယ် 感谢在各方面协助帮忙的每一位亲戚朋友和弟兄姐妹们。 အဖက်ဖက်ကနေပြီးတော့မှတောက်စီအောင်ပါဝင်ပြီးတော့မှဝန်လို့လှုပ်ဆောင်ပေးတော့တဲ့ကျွန်တော်ရဲ့ဒီမိတ်ဆွေများဒီဘုံကများဆွေးနွေးခြင်းများဦးချင်းစီတဲ့ကိုလည်းအထူးပဲကျေးဇူးတင်ကြောင်းပေါ်ပြလိုပါတယ် 在此，我仅代表全家向各位亲友们致以最热烈的欢迎和诚挚的感谢。 ဒီချိန်မှာကျွန်တော်အနေနဲ့မိသားစုကိုစားဒီနေ့ကြွားရောက်လာတဲ့ဘုံရှိအဲ့ဒီလူကြီးမင်းကဦးချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်တဲ့အကြောင်းဒီနေရာမှာပေါ်ပြလိုပါတယ် 在这里，作为父母，我要对你来说， ဒီနေရာမှာမိဘဖြစ်တဲ့ကျွန်တော်အနေနဲ့အမိငယ်ကိုတိုက်တွန်းခွာပြောချင်ပါတယ် 希望你们在未来的日子里要互相包容，彼此理解。 ဒီနေ့ကစပြီးတော့မှဒီလိုရဲ့အိမ်တော်လက်ထပ်ထင်းရပြီးတဲ့နောက်ပိုင်းမှာဒီလိုဟာဆိုလို့ရှိရင်တခုပေါ်တူအပြန်အလှန်နားလည်ခွင့်လို့ခြင်းနဲ့အတူတူဒီထိုင်ဖို့တိုက်တွန်းခွာပေးချင်ပါလေ 共同创造一个美满和温暖的家庭。 ဒီကနေ့မှာဘုရားခင်ချစ်ချင်းမေတ္တာနဲ့ဒီကနေ့မှာဒုက္ခချမ်းသာပြည့်တဲ့အိမ်တော်ဖြစ်ပါစေလို့ဖခင်ကြီးနဲ့နှုတ်ခွန်းဆက်ချင်ပါလေ 祝你们白头偕老，幸福长久。 ။ဒီနဲ့သားပေါ်မှာတဆုံးပြီးတိုင်အောင်ပေါင်းတင်နိုင်ပါစေလို့ဖခင်ပြတဲ့အနေနဲ့ဆုမွန်ကောင်းတောင်းပေးပါလေ 也祝愿在座的各位来宾家庭和和美美。 ။ဒီနေ့မှာကြောက်ရောက်လာတဲ့ပုံဒီရှိလူကြီးတွေများနဲ့သက်ဆိုင်တဲ့ရှိတဲ့အိမ်တော်မိသားစုအခုချင်းစီတိုင်းနဲ့ဒါမှတာယာပျော်ရွှင်တဲ့အိမ်တော်ဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပေးပါလေ 身体健健康康， ။ကျမ်းမာပျော်ရွှင်ပြီးတော့မှ 谢谢大家。 အားလုံးကိုကျေးဇူးတင်ပါလေ 谢谢，请双方家长暂退休息。 ။ဒီချိန်မှာအဖက်တော်မိဘများပြတ်ခဏမိမိရဲ့ခံရလို့ဒီကနာယူလို့ခံလို့ရပါပြီ။ ။ဒီဥဒ္ဒါနမင်္ဂလာရှိတဲ့
ဒီလိုလက်ထပ်ထိမ်းမြတ်ခြင်းမင်္ဂလာအစီအစဉ်တစ်ခုမှဆိုလို့ရှိရင်မင်္ဂလာတို့သမီးရဲ့ခင်ဆုံးသောတငယ်ချင်းတွေဟာမရှိမဖြစ်ဖြစ်ပါတယ် 现在由新娘的闺蜜们用赏花仪式葬送新郎新娘离场。 ခုချိန်မှာဆိုလို့ရှိရင်မင်္ဂလာတို့သမီးရဲ့အခင်နေဆုံးသောတငယ်ချင်းတွေအပေါ်မှာမင်္ဂလာပန်းကျဲခြင်းအပြင်မင်္ဂလာတို့သားနဲ့မင်္ဂလာတို့သမီးဒီမင်္ဂလာစင်မြင့်ကနေခိတ္တခဏတို့ထွက်ခွာမှာဖြစ်ပါတယ် 预备稍后返场惊喜。 ကျွန်တော်ရဲ့ဒီနောက်ချိန်တက်လာတဲ့အခါမှာဘယ်လိုကျွန်တော်တို့ရဲ့အောက်ဆရာတွေရေကုန်ဆရာတွေယူဆောင်လာလဲဆိုတာကိုကျွန်တော်ကြည့်ရှုကြရအောင် 接下来，我们姐妹俩要用《盟约》这首诗歌对新郎新娘送上祝福。 ဆက်လက်ပြီးတော့မှဆရာမနဲ့ဆရာမရဲ့အမကလည်းပြီးတော့မှပရိသတ်ဆိုတဲ့အချင်းအပြင်ဘုရားရှင်ရဲ့ဘုရားကိုချီးမွမ်းမှုဖြစ်ပါတယ် 接
如初见，你的爱情真深我心，虽不能信也不能言，将我放在你的心上，如一只你身上，将我带在你手臂上，如昨天。你的爱情真的胜过死亡，总虽不能信也不能言，将我放在你的心上，如一只你心上，将我带在你手臂上，如昨天。你的爱情真的胜过死亡，总虽不能信也不能言。谢谢。谢谢平华的。接下来，我们请4位青年用《好喜欢与你在一起》这一首诗歌来对新娘和新郎祝福。ဆက်လက်ပြီးတော့မှလူငယ်လေးကနေပြီးတော့မှဒီနေ့အခုရှိချင်းဟာအရန်ကိုပဲတက်ပါစေဆိုတဲ့ခြင်းအပြင်ဘုရားရှင်ဘုရားကိုချီးမွမ်းတာဖြစ်ပါလေ没
我们谢谢4位青年献上的诗歌。 ဘုရားအဖေကြီးမားမြတ်တဲ့လူငယ်လေးကိုသူပဲကျေးဇူးတင်ပါတယ် 接下来，我们请苏邦姊妹献上《让爱飞翔》。 ဒီတော့မှာဘုရားရှင်ကိုယ်တော်ကိုချီးမွမ်းမှုရတဲ့မိခင်တယောက်ကိုဖိတ်ခေါ်ပါလေ 每个人都想。
的，特别的这个这个技术不拿的。接下来，我们请正贤弟兄用“爱其实很简单”这首诗歌来祝福新郎新娘。现在这个嘛，平时不能起码不一样的，这些你都不会知道的。接下来，我们请陈牧师夫妇用盟约祝福新郎新娘。不知道啦，这个我小弟呢，是你妈妈你让我嘛，我这个介绍说的新阿平，也是跟我亲妈妈知道的。在这美好喜庆的日子当中，向今天郎才女貌的准新娘、准新郎献上一首盟约，愿他们在未来新的家庭当中建立一个幸福美满的基督化家庭。
到天长地久爱着你，无论顺境逆境，无论艰难与平静，无论付出与贫穷，我要爱的如自己，我将我的生命为你舍去，我也愿意，我也愿意。吃着了，吃着了，抱我那个，他抱的像光光。若将我的生命为你舍去，你把我电给我就在了，我打电话我就在了。因为我们已成为一体，永不分离，永不分离，永不分离，永不我们谢谢陈牧师夫妇献上美妙的诗歌。哎，你好，你好，你好。接下来，我们请雪蓉姊妹献上《爱使生命美丽》。ဆက်လက်ပြီးတော့မှနာငယ်သူကနေပြီးတော့မှဘုရားရှင်ကိုယ်တော်ကိုဆက်လက်ကြီးမားမှာဖြစ်ပါတယ် 哎，说。哦，那个重要的地方不给了，我也不见他们了。你说那我教你啊，对了，你叫我一下，提醒我一下，不然嘛你啥嘛？充其量的，你去再检查，我也是冒过了。这个镜头太多了，拍的太多了。你剪辑，说。相聚不会是偶然，来到这个世界。
တော်မူခြင်းများကျေးဇူးပြုတဲ့ကျွန်တော်ရဲ့အကြည့်တွေကိုကျွန်တော်ရဲ့ဒီမင်္ဂလာလျှောက်လန်းရဲ့အရှိဘက်ကိုကျွန်တော်တစ်ချက်ကြည့်ရအောင် 请看，爱情的故事还在继续，幸福的篇章正在展开。 မေတ္တာပွဲတဲ့ပုံပြင်နေအောင်ဆိုလို့ရှိရင်အခုချိန်ကမှဆက်လက်ပြီးတော့မှစီရဲနေပါတယ် 现在两位新人已经换上了更加绚丽的礼服。 အခုချိန်မှာဆိုလို့ရှိရင်မင်္ဂလာသူတို့သားနဲ့မင်္ဂလာသူတို့သမီးရဆိုလို့ရှိရင်ဘုရားမလာပါတဲ့မင်္ဂလာဝတ်စုံကိုစီရဲပြီးတော့မှ 他们将以全新的姿态再次步入这爱的殿堂。 တို့တို့ကဆိုလို့ရှိရင်အကောင်းဆုံးသောပုံစံအဖြစ်မင်္ဂလာရှင်တဲ့ပုံကိုလည်းလည်းပန်တက်ရောက်လာမှာဖြစ်ပါတယ် 掌声有请我们今天最闪亮的星星新郎西红先生、新娘明秀姊妹，幸福房产。 မင်္ဂလာရှင်တဲ့ပုံကိုတက်ရောက်လာမယ့်မင်္ဂလာသူတို့သားနဲ့မင်္ဂလာသူတို့သမီးကိုတို့လက်ခုပ်အောက်ပါပေးချင်အဖြစ်ကြိုဆိုကြရအောင် 爱是我们的旋律，就像起的模样，天若荡起更动接爱让我们原谅，我们和好，爱让生命成长，爱让我们靠近，说是勇敢。 被爱更多，爱让我们原谅，我们爱上，爱让生命成光，爱让我们勇敢，爱让我们牵起手来，心的去爱。 勇敢去爱，激情爱人家，为了你，想要眼里阳光。爱是我们的旋律，放下彼此的模样，闪闪白云，更多靠近，更多接纳。 爱让我们原谅，我们和好，爱让生命成长，爱让我们靠近，随时勇敢被爱人，爱让我们拥抱的微笑，爱让生命绽放，爱让我们勇敢，爱让我们牵起手来。 关进去掉了。你深深爱我们，随你我不
我们谢谢新娘的闺蜜们为新郎和新娘送上的祝福。 ဒီနေ့မင်္ဂလာတကူသမီးရဲ့ခင်ဆုံးသောအငယ်ချင်းတွေအပေါ်မှာတခြင်းအားဖြင့်ကောင်းချီးပေးရတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ် 最后，我们请两姊妹恩兄恩配，最后以“我们爱让世界不一样”送给新郎和新娘。 နောက်ဆုံးတစ်ပုဒ်အနေနဲ့အင်းစွမ်းအင်းဖိတ်ညီမတို့ကနေပေါ်မှာဘုံတော်အားဖြင့်ချီးမွမ်းဖို့ဖြစ်ပေါ်ပါတယ် 我这爆了。 你和我。
了基督平安堂的青年们的诗歌就暂停到这一边。 မန္တလေးတွတ်တော်ညီတဲ့ချင်းတင်းတော်မှာလူငယ်များရဲ့ဘုံတော်ချီးမွမ်းခြင်းဟာဒီနေရာမှာပြီးဆုံးပါပြီ 祝福大家身心愉快，平安喜乐。 ကြောက်ရပါတယ်အဲ့တဲ့တော့အုပ်ချင်းစီတိုင်းကိုယ်စိတ်နှပြကျမ်းမာချမ်းသာပါစေလို့ဆုမွန်ကောင်းထပ်လောင်းပေါ်မှာတောင်းပေးပါလေ